ညာရောမင်းကြီးရဝိုင်းနေရလေပေါ့ကချင်နာမည်နဲ့ကဆရာကြီးတော့မဟုတ်ဆွဲကောင်မရှိလို့ရတာဒီမှာဒီကောင်ကအားလီမှာကြီးက3ယောက်လာလောက်တာပေါ့ဒါပေမဲ့မရဘူးလေကွာဆရာကြီးဒီမှာငါတို့ဖေရင်းဆောင်းဝင်ပေးနေဆိုငါလည်းပြန်စေးပေးရပါလေကွာကွက်တီပဲမှာ right time လေးဒါတော့ဟိုဘက်ကမိတ်ကမတာဝရတိဝင်ကျုံတာတော်ရရောက်ဒီနေ့တာတယ်လေး try ရော EAP ပလေယာရဲ့ထုံးစံအတိုင်းအကုန်လိုက်ပြီးတော့မောင်းထုတ်တာပေါ့လေလိမ့်မှာမောင်းလေးစုရဒီကိုရီအောင်ပြနေကွာခြုံထဲမှာစောင့်နေကွက်တီပဲပေါ့မွန်ထူအောင်အုပ်ပြီးလိုက်တယ်အုပ်ကြီးဆိုတော့မိကအကွက်ပြတတ်တယ်ဆိုတော့ဟုတ်တယ်ဗျာဒါနဲ့ပတ်စစ်လေးနဲ့လိုက်ထိုးပြီးလိုက်ဒီမှာတော့အုပ်ကြီးကခြုံမားတိုးတာပေါ့ဟာမဖုတ်တယ်ဟေးဟုတ်တယ်ဖုတ်တယ်ဟေးခဲတာနေမှာတကွက်ပြန်ပြလိုက်တယ်မောင်လေးမွန်ထူဝိုင်းမောင်လေးအားလုံးနဲ့တွေ့အားလုံးကလှုပ်ရှင်ရလှုပ်တယ်ဟေးလှုပ်ရှင်ရလှုပ်ပြီးသူပဲထွက်ပြီးဟွာမိုက်ရိုင်းတာဒီပွဲရစကီတူနဲ့ပတ်စစ်လေးနဲ့ကောက်စားရတော့ကောင်းတယ်မောင်လေးလမ်းမလာလားအုပ်ပိုင်းနဲ့ပညာရောမင်းကြီးရဝိုင်းနေရလေပေါ့အာဒီလေးကိုဖလီကာလေးနဲ့ရောတော့လိုက်တခေးကတော့ဖေရင်းနဲ့ယူဖေရင်းကကောင်းပါတယ်အမှန်မရတော့ဘူးထင်တယ်အားလုံးလေးကိုသူကပြန်ခေါ်ပြီးခဲ့ကွက်တီပဲပေါ့အမင်းကြီးကစောင်းကောင်းတဲ့ထင်မိတ်နောက်အန်တဲ့ဖြစ်ညောင်မြန်မာလူကြီးတောင်ဝတာချိုးရခင်သွားရမှာဟိုကောင်ကြီးစပဲကုံမန်းတီရောကောင်လိုက်ဖုတ်ဆောက်ယူလီယာတပွဲပြမမိယူထင်တာကွာကိုရသားနေရဆိုကြိုက်တာလုံးမိုက်တာလုံးပဲဆောက်လွဲလဲရ easy ကိုထင်ရလည်းဖုတ်တယ်တော်လေးကြိုက်မယ်ပေါ့လော့လဲပါလာတယ်ဆိုတော့ဒီမှာကလင့်လေးရဖင်ရကွက်တီပဲပေါ့အင်ဂျီလာပူလာတယ်အင်ဂျီလာမတည်သွားတော့ပွဲရပြီးသွားပြီဒီလိုနဲ့ပဲပွဲလေးကတော့ပစ်တိုလီ